အားလုံးပဲမင်္ဂလာပါရှင်ရှင်တန်ရကဘာ channel လေးကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့အာလူအလုံးကြော်လေးရယ်ဂေါ်ရခါရက်နဲ့စူပုတ်ရွက်ရောကြော်ထားတဲ့ဟင်းရွက်ကြော်လေးရယ်နဲ့မနက်စာလေးကိုပြင်ဆင်သွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ကြပါအောင်နော်ဒီနေ့မှာအာလူတီးသေးလေးတွေဈေးထဲကနေရလာပါတယ်ဒီအာလူတီးသေးလေးတွေအရန်စီးပါတယ်စားလို့လည်းအရန်ကောင်းပါတယ်အဲ့တော့သူ့ကိုတော့ကျမတို့ကအခွန်နေနှွေးပြီးချက်ဖို့ဆိုရင်လည်းအဆင်မပြေပါဘူးအားကြောင့်မလို့ဒီဟာလေးတွေကိုအလုံးလိုက်ကြော်မှာဖြစ်ပါတယ်အခွန်လည်းမနှွေးပါဘူးအဲ့တော့ရင်ကတော့ကျမလည်းမစားဘူးပါဘူးသူများကြော်တာမြင်ပြီးတော့ကြော်စားကြည့်တဲ့အခါမှာတကယ်ကောင်းပါတယ်ဒါကြောင့်ပြန်ပြီးတော့ကြော်စားကြည့်တာပါပထမဆုံးရေစီးပါတယ်ရေစီးတဲ့အခါမှာလည်းအခုရလာတဲ့အာလူလေးတွေရမ်းကိုတန့်တာပေါ့နော်တန့်တဲ့အတွက်အားကြီးတော့စီးစရာတော့မလိုပါဘူးနည်းလောက်တစ်ထက်လောက်ပဲစီးလိုက်ပါတယ်ဘာမှလည်းမရှိပါဘူးပေါ့နော်တချို့အာလူတွေကြတော့အကြာကြီးစီးရပါတယ်3-4ထပ်စီးမှပြောင်းတာပေါ့နော်အခုကတော့တန့်စင်ပြီးသားလေးဆိုတော့အဆင်ပြေပါတယ်အာလူလေးတွေကိုဆေးပြီးတဲ့အခါမှာတော့ဒီအာလူလေးတွေထဲမှာစားရင်းကြုံမဝင်တော့အောင်လို့လေဓားလေးနဲ့ပေါ့နော်ထချမ်းလေးတွေချမ်းပြီးတော့လေးစိတ်လေးစိတ်မှာပေါ့နော်အလုံးမပြက်ကလေးပေါ့နော်ခုနတစ်လုံးကတော့ပြက်သွားပါတယ်အဲ့လိုမျိုးအလုံးမပြက်ကလေးတွေစိတ်မှာဖြစ်ပါတယ်ခုဆိုရင်တော့ကြက်သွန်ဖြူနဲ့မူမူလေးရဲ့အပေါ်ရန်ကြောကျွတ်ကလေးနဲ့အာလူလုံးကြော်လေးရရှိသွားပါပြီရှင်အားလုံးပဲသုံးဆောင်ကြပါအောင်ရှင်ဘိုင်